ဝေးကိုရေးတဲ့စာညိုလေးတောင်လူချေတိတ်တော့မယ်အဲ့ရဝင်ဖို့မျက်ရည်တော်ရင်ကခေါ်ရိုးကျနေတဲ့စက်ကူလေးတွေ့လို့ခေါ်ရိုးကျနေတဲ့နေဆာဒူဝတွေအကြောင်းရောက်တဲ့ရာချရေးပစ်လိုက်တာနေရလိမ့်စာကဘာမြေရဲ့တနေရာရက်ဆွဲဝိပီနောက်3 နှစ်ခန့်အကြာအချစ်ဦးကိုပဲလွမ်းတာလို့အချစ်ဆုံးကိုပဲသတိရတာလို့တစုံတစ်ယောက်ကိုမှမရည်ညွှန်းတာလို့တဦးတစ်ယောက်ကိုတော့သိစေချင်တာလို့ငှက်တွေကငါနဲ့ဝေးရစီကိုပြန်သွားခဲ့တာလို့ငါကပဲငှက်တွေစီကနေအဝေးကိုပြန်လာခဲ့တာလို့ဘာလို့ညာလို့တိတ်ဆုံးကနေ4-5 မိနစ်အလိုလောကဓာတ်ကိုခြေဆင်းတိုင်ရင်အပေါ်ကိုမော့ကြည့်တဲ့အခါပင်နေပြမျက်နှာပြင်မှာလမ်းချက်ခွေလေးတွေငါနဘေးကိုစူတောင်းတဲ့မမိန်နဲ့ကြောက်စရခဲလေးတွေကြာလာတတ်တယ်ငါကပိမ့်ပိမ့်မောင်းနေတဲ့ဟိုးရီရောကျမ်းပြင်မှာသူကကျွန်တော်ဖြားနာခြင်းခဲ့တဲ့အခိုးငွေ့ဆန်ဆန်အရေးအာဝါဒလေးနိဗ္ဗာန်ရောက်ကြောင်းဒေသနာတော်တွေကတကူတည်းသောတရားဓမ္မလေးအလူကံဖြစ်ပိုင်းတွေပေါ်ကတန်တရားစာကုသိုလ်ကောင်းမှုလေးဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိခဲ့ဘာဖြစ်နေလို့ဖြစ်နေမှမသိခဲ့ဘာဖြစ်လာလို့ဖြစ်လာတော့မှမသိခဲ့လောကကြီးကနေတတ်တော့ကျင်းနဲ့ချင်စရာမကောင်းခဲ့ရီးဖို့ကောင်းတယ်မလားတေချာတွေးကြည့်ရင်ငိုချင်စရာကြီးစောင့်နေပါလို့မပြောခဲ့တဲ့သူကိုကျွန်တော်လည်းစောင့်မနေခဲ့လိုက်မိဘူးမင်းနဲ့အတူဆိုရင်တော့ကဘာကြီးကိုကေတင်အောင်မလို့ပဲအခုတော့ကိုမနေ့ပြန်တိဆောက်နေရတယ်စင်ဒီကိုစိတ်တည်ကြီးနဲ့ဖုံးလို့မှမရတာပြုံကြီးမျက်ရည်ဝဲနေမဲ့အစားရုပ်တည်ကြီးနဲ့ငိုချပစ်လိုက်တယ်ပန်းပြူခဲ့တဲ့လက်မှာဒဏ်ရာတွေဟာဝေးဆာဒီနေ့မိမယ်မနေ့ပြန်မိမယ်နဲ့မိဖို့ကိုနေရွှေ့လိုက်ညရွှေ့လိုက်လူကြကောင်းအောင်သာပြောရတာပါကွာအဲ့လောက်ထိတတိမကောင်းပါဘူးဆုံးဖြတ်ခဲ့တာမဟုတ်ဘူးဆုံးလုပ်ခဲ့တာလို့ပြောဖို့ဒါမှမဟုတ်ဆုံးခွာခဲ့တာပါလို့ခေါင်းစဉ်တက်ဖို့တယောက်ကိုတယောက်တန်တရားကင်းနဲ့ငေးမောကြည့်နေမှဖြစ်မှာပေါ့မြင့်တာတဲ့လွှမ်းခြုံထားတဲ့နေမျိုးလေးစီပြန်ရောက်ဖြစ်တယ်နှစ်ယောက်အတူမရှိတော့တာကလွယ်လို့မျိုးလေးကအရင်အတိုင်းပဲငယ်ဘဝရဲ့ကော်ရီတာတောင်လေးမှာပရောက်ပင်ကိုကြည့်အောင်ပါຫນွေဦးလမ်းမတွေပေါ်မှာကောက်ရိုးမြင့်လေးကိုတိတ်တိတ်လေးမျောနေတတ်ပြီသချင်းတစ်ပုတ်ကိုအခေါက်20မပြည့်မချင်းတလဲလဲဖွင့်တယ်ဝီစကီတွေတစ်ခွက်ပြီးတစ်ခွက်မော်တယ်မူးသွားတော့လေဘာရေးလဲငါတောက်လို့ငါမူးတာငါပေးသလောက်ငါပြန်ရတာမပြောပြခဲ့တဲ့စကားတွေပတင်းတစ်လုံးစာပြေလို့နောင်နာတရားနဲ့ရှင်သန်ရတာပြောရလာတယ်အင်းလို့နောင်တာကင်းနဲ့ဖြေလိုက်တော့မိုင်900ကျော်กว่าဝေးရကောင်မလေးကရီဝင်နေတဲ့အကြည့်တွေနဲ့ကိုယ့်ကိုကြည့်တယ်ကိုတကယ်ပြောနေတာလို့များတ
သူထင်သားမလားတဘာဝလုံးဖြစ်ရတဲ့ကိုယုံကြည်ပါနေရောတိမ်မောက်ခါနီကားတစ်စင်းရဲ့ရှေ့ပြီးပုံရိပ်တွေကိုမြင်တတ်နေသလိုမျိုးတသက်တာရှင်သန်နေထိုင်မှုမှာမင်းမပဝင်ဖြစ်တော့မဲ့အချိုးကွေတိုင်းရဲ့တေအံမှုမှုညတွေအကြောင်းရီရီမောမောနဲ့ကိုပြောပြတဲ့အခါမျက်လုံးလေးမိတ်ပြီးနားထောင်ပေးပါချစ်တယ်လို့မဟုတ်ရင်တော့ချစ်ခဲ့ပါတယ်လို့ပဲဖြစ်ဖြစ်ခပ်ဖွားလေးပြောပြပါဦးဟိုးအဝေးကြီးကနေအစင်ပြေရလားဆိုတဲ့စာထုတ်လေးတစ်စောင်လောက်ဖြစ်ဖြစ်တနေ့တစ်ခါလောက်ပို့ပါဦးသူရောစိမ့်စိမ့်လေးရဲ့ခက်ဆော့ဆော့အတန်လေးနဲ့လက်သေးရှည်တွေမထားဖို့စူပါငေါ့ပါဦးကိုယ့်ရဲ့ရရင်တော့တနင်္လာနေ့ကြားမှလေးလူကူလမ်းမတွေပေါ့ဖြတ်သွားဖြတ်လာလောက်တာကအစားရှင်ဝင်တစ်ခုတည်းကိုချင်းနှင်းဝင်ရောက်လိုက်တာထိအစုံပြက်ပြက်သားသားရဲရင်မှာတူချင်းဆိုတာရှုံးနေခြင်းကိုနာမည်လောက်တုံးထားတာပဲကျွန်တော်တွေ့ဝကြည့်ခဲ့ပြီဒါကပြမဟုတ်ဘူးစားပါလွမ်းတဲ့စိတ်ကိုအရင်ခံပြီးအသက်တက်ငွေငွေလေးနဲ့ဟိုးဝေးကြီးကိုရေးတဲ့စာပါတချို့လူတွေကတော့အရင်မရဖတ်မရတယ်ငါတတိတွေရနေတာသူတို့မှမသိပဲတယောက်တည်းနေခြင်းနဲ့ပြောပြီးတယောက်ယောက်ကိုမျောနေတာမျိုးလည်းဖြစ်နိုင်တာပဲဘသူအပုံမှမလို့ခြင်းမှုပြောပြီးချောင်းခိုးစရာတွေ့တိုင်းပြေးငိုချင်နေတာမျိုးလည်းရှိတာပဲဘသူဘဝတွေမှာထင်သလောက်မငြိမ်းချမ်းပါဘူး